ရွေးထွေးပြောရှင်စွာကြိုဆိုမြတ်သူမရှိသောယထာစင်ကြီးတဲ့ဒုဤဒုက္ခကိုတတိယချင်းကိုခံစားရလိုက်တော့အခါပထမဆုံးချိန်လောက်စိတ်ဆင်းရဲမှုပြင်းထန်တော့ပါပူရာယုံဆောက်အုံဤအပြင်ဘက်တွင်မိုးဖွက်ဖွက်ကြားစေနေသောကြောင့်စေဝနာကလျက်ရှိသောသုံးမင်းတည်းကိုသာလည်းငားလိုက်ရလေသည်ရေရာသည်ဖြစ်စေမောရာသည်ဖြစ်စေလမ်းထွက်လင်ဘရောမထင်းဆောင်တတ်သောကျမကိုဘယ်လိုမင်းလေးလေးဟုမှအော်ပဲအော်ပြမဲ့သူလည်းအနည်းတွင်မရှိပါမန္တလေးမြို့သည်မခင်လိုပင်ဆွတ်ဆွတ်ထိုင်းမှန်းရရှိသည်လမ်းမပေါ်တွင်ပန်းပွင့်ကျွေများသိရွက်ကျွေများဟိုဇာရီဇလွေရင်တချို့လည်းဒီဆိုနေပြီးတချို့လည်း၆တွေ့နေသေးဖြစ်သည်မိုးကတစ်ချက်ဖြန်းကနေတဲပတ်လိုက်ပြီးတစ်ချက်ကျတော့လေဖြစ်လွင့်ပါ၍မိုးဆက်များပျောက်ပြက်သွားပြန်၏ဒါမှလည်းမိုးပဲမဟုတ်မိုးမဟုတ်ပဲဆိုးစွနေသောကတ္တရာလိုင်းအနမ်းနဲ့တူမပြတ်တပြဲဖုံငွေနန်းကကျမကိုခက်စိမ့်စိမ့်နှုတ်ဆက်ဖို့ရလေသည်ကျုံတော့ကစိတ်မမင်းကြီးမှာတော့ဟိုးလွန်ခဲ့တဲ့ကာလများနည်းတူဒီရဲနေအောင်ပွင့်စေအပွင့်များမြေပြင်ပြန်ကျဲလျက်ချို့ပန်စကားဤဒီဘက်ပလက်ဖောင်းပေါ်ဒီပင်ကြနေသည်အခုနေများစုံတယောက်ဒီမိတ်ဆွေနဲ့တွေ့ပြီးဟောအလေလာဟုနှုတ်ကုန်းဆက်လင်းကျမဘယ်လိုဖြေရပါမလဲကျုံးရည်မို့သောမိုးဆက်များလွင့်ကနေနေမြုပ်ကြနေသည်နန်းရှိကျုံးရည်ပင်သာတွေ့ရသောပန်းရောင်ကြာပွင့်များကိုစတင်မြင်ရလေကျမတို့နေလေးတို့ရောက်လို့ပြီးရင်းနှီးနေကြထနှောင်းပင်များရေမော်ပင်တိတိကိုကိုလေးများကြာရွယ်အရွယ်ဆုံးများနောက်ကြာဘူးကြာငုံများကြာပွင့်များရှင်ဒီမြောင်းမောင်ထိပ်တွင်ကျမဆင်းရပါမည်ကားရလိုက်သောအခါမိုးကဝေါကနေတော့ချက်ပြလိုက်တော့သည်မိမကလက်ဆွဲစရာသေးလေးကတစ်ဖက်ပခုံး၌တွေ့ထားသောလက်ပွေကတစ်ဖက်မိုးရည်ထဲ၌ချက်ချင်းဆွဲဆူရွှဲသွားသည်ဒါကတော့မန္တလေးမိုးစစ်ပဲကားထွက်တော့သောအခါကျမမိုးရည်ထဲ၌ခဏချန်ရစ်ခဲ့သည်စပိန်ကိုစီနှင့်ကျောင်းသူရဲ့မင်းလေးတစ်ဖွဲ့ကကျမကိုနောက်ပြန်လဲကြည့်သွားကြသည်မြောင်းပေါ်တိုင်းကတည်းကရှောက်လန်းလာသောအခိုက်အတန့်၌ဆိုးဆိုးသောကျမစပင်းများတစ်ချက်လွင့်သွားသည်ဟောမှာတရားဖြူကလေးဒီတရားလေးက1980ခုနှစ်တည်းကကျမတို့နှစ်ယောက်ခင်းခဲ့သည်ဆေးဖြူကတော့ကျမကိုယ်တိုင်တုတ်ခဲ့သည်ဒီတရားလေးဒီကျမကိုမောင်းကိုစားကြိုးစိုးသူဖြစ်နေသည်ဒါပေါ်တွင်ရှိနေကြကလေးတစ်တိုင်းမရှိပါကျမတယောက်တည်းရေဆူရွှဲလျက်ဖြစ်တန်းလာရသည်ခြာဘူးကြိုင်များရေစီးလမ်းကြောင်း၏တွန်းတိုက်မှုရောက်ရင်းရနေကြလေသည်သူတို့ကြည့်ရင်ကျမရှင်နဲ့ရင်ကယခုတိုင်နာကျင်နေစေဖြစ်ပါသည်ဆယ်ဝန်းကဒီပုန်ရရှိဘာပဲဖြစ်ချင်းကြီးမှာတော့အင်ရှင်ဒီနေ့ဝိဒေစကားများရဲ့ဆိုရအောင်ဒီဟိုတယောက်တည်းလာဟူတော့သူကနှုတ်ဆက်တဟန်ရှိသည်ကျွန်တော်တို့ကဒီအိမ်ဒီကျမတို့အိမ်လေးတစ်ဖက်မှာရှိနေကျမခဏကရှောင်ရရသည်စီသမောင်လေးပင်များတော်ရှိကမ်းရရှိပြီးဘယ်နေတုံးမအောင်ဘဝနဲ့ပင်ကမိုးစများတွင်6တွေ့ရရှိသည်ဒီကျမလည်းမထီရတာဘယ်လောက်တောင်ကြာပြီလဲဒီနေ့ဒီပါရှိရမည်တော့ရှင်းတန်နေဒီမှာပင်အန်ဒီကျေးဇူးပါပဲဒီသားလေးက3တစ်ကိုတက်ပြီးတော့ခါပြင်းကျန်းကင်းပေါ်ရောက်ရှင်မိုးရမလို့တော့သဇမိတ်ကိုရေတို့စီးကြနေလေသည်ကြည်စံမိုးရတယ်မှာဘရောမဆိုထီးမဆောင်မျက်ဆိုရွှဲလို့မြင်မြင်ဝင်စမ်းပါကျမကြားနေကြစကားသံတစ်ခုပြကျမကိုကြိုးစုံမဲ့လို့မရှိပါတော့ပိတ်တော့
ကားပွင့်ကျမနာမည်ဆိုင်မျိုးပြတစ်ခုသာရှိတော့သည်မူတဲ့လေပြအနေငယ်ချင်းစိတ်ဖြစ်တော့ရလေတပ်ပွေအိတ်တဲ့၌တော့ကိုကြပြပြီးထုတ်ယူလိုက်သည်ဤတော့ကိုဖွင့်ပြပြီးကျမတို့ရရှိတော့သည်ဤလည်းတော့ငါတော့ခါထုံးစံအတိုင်းတော်ပြီးနန်းလေးကမွေးပြင်းရရှိသည်ဟောင်းဒီလူကျမလည်းအောင်ရလာအောင်အင်းလေးဒီတော်ပြီးနန်းအမြဲတင်းမွေးနေလေသည်ဟောင်းပိတ်တော့အခန်းကိုစံတော်ကဖြစ်မနေပဲဤသားစရာကျမလျှောက်သွားနိုင်၏ကျမတို့အခန်းမှာဇပွဲကလာထိုင်မရှိပါဟောဒီဘက်ကတောက်ရိုးခြင်းဟောဒီဘက်ကထောင်လာတဲ့တင်မျိုးပြလေးနှစ်ခုကျမမှတ်မိနေသည်အရင်တစ်ဖက်ကိုရှောက်သွားပြီးမိခိုးကိုဆွဲချလိုက်သည်လင်းလက်သွားတော့ဖမ်းပြီးကြောင်မိရအောက်တွင်နယံကကြီးမှန်ထဲ၌ဆိုကနေသောသပင်များနှင့်မျောလင်းချက်ကင်းမဲ့သောမျက်နှာတစ်ခုကိုရုပ်ချီးတွေ့ရသည်အဆွေသေးတာကိုကြောင်းမြင်ပေါ်သောအသားချပြီးအေကန်တစ်လျှောက်ဟိုဒီစူးတန်းချီသည်ကျမမရှိသည့်အချိန်တွင်ဇုံရောက်လာနေသွားသည့်အသိမြင်မရှိပါယခင်တစ်ခါကျမပြန်တော့မေးချော်လာခဲ့တဲ့တနက်ခါပြိုးပင်ပေါက်ကလေးနှစ်ပင်ပေါင်းငယ်လေးများတဲ့ရက်တို့ပင်မရှိတော့ပဲလိန်ချောက်တော့အကိုင်းလေးများသာကျန်တော့သည်ဒီကိုမောင်မရောက်လာတာတည်ကြသွားပြီမဟုတ်သေးဘူးလေဒီပင်လေးဒီနေရာမှာရှိနေုံဖြစ်မောင်မလာဟုတ်မပြောနိုင်မောင်ကပန်းဆိုင်ဖို့ဝါဒနာပါမပါပဲဒီတရားဆိုင်မျိုးပြီးမောင်မဟုတ်ပဲတခုတည်းသောအခန်းကြီးတကားရွက်ဆေးပိတ်လျက်ရှိသည်ဒီတကားအထက်တွင်တော့အပြင်မှာပြောင်းရွှေ့ချိတ်ထားရသောအောင်းနာမည်ဆမ်းဖို့ပြားကလေးရှိသည်အပြင်မှာအထင်ရှားချက်ခွင့်မရတော့လဲပြည်သူမှမမြင်တော့တောပိတ်ထားသည့်အိမ်ထဲရှိအခန်းတကားထက်မှတော့အခြေစကွန်းရှိလိမ့်မည်ဟုကျမယခုတိုင်ယုံကြည်နေသေးသည်အခန်းတကားကိုတွန်းဖွင့်လိုက်မောင်းကိုနမ်းမွေးတိုင်းရရှိသည့်ချုံမြသောမောင်းကိုရင်းနှံသည်အခန်းထဲတွင်ကျမလွမ်းဆွနာချင်စေလောက်အောင်တိတိကျကျမွေးပြတ်နေလေသည်။အောင်ရောက်နေရတော့မဖြစ်နိုင်ပါ။ကရင်ကောင်းရင်တွင်မိကရိုကိုဆမ်းရဖွင့်လိုက်သည်။ကျမရင်ထဲမှာလက်ကနေလွှတ်လာတော့သည်။ကရင်မောင်ကတညူးချက်ချက်တာရှိသည်။တပွဲပေါ်ရင်ကျမထားခဲ့သည့်ပန်းဆိုင်အိုးတစ်ခုတွင်၌ဘာပန်းဦးမသိနိုင်အောင်ရှောက်ပြနေသောနေစီပန်းတို့သည်ဒီဘုဒ္ဓမပြုံမလဲရှိနေသေးသည်ဒီဘုရားမှာကျမထားခဲ့သော strawberry ဘူးနှင့်ပေါမုတ်လေးတီတားသည်နေရာမရင်းသေးပါလက်ညှိုးလေးနဲ့ဖုံးကိုထိတိုးကြည့်သည်ပုံများကျန်းရှာလျက်လက်ညှိုးကိုပြေကျန်သွားသည်အသေးချာရှိုက်မွေးတော်မူရင်းကိုနတ်တစ်ခုအပြင်ပုံကိုအနံ့မှာရလာသည်။မောင်ရောက်လာခဲ့သည့်အထိမ်းအမှတ်အဖြစ်တိုးတွဲတောင်ချိတ်ထားသောအင်ကြီးများပစိုးများမရှိ။သောတစားကော်ပီဝကများရက်ဖန်ခွက်များစီကရက်အတူများမရှိ။ပြည့်ကျင်နေသောဖဲချဟောင်းများမရှိ။စာခန်းစည်းကိုပင်တင်ထားခြင်းမရှိ။ကလေးမိမပရင်ဘောကိုကျမဖွင့်လိုက်သောအခါလေးနှင့်တူမိုးဆက်သေးလေးများမျက်နှာသည်ပြုံးလာကြသည်။အေးစိန်သောဒီခသမှုကိုရရှိနေကျမပြုံးမိသည်။သပင်ယေစုဝတ်စုံနှင့်ခါကြမတည့်ရငင်းနိုင်တာများမောင်မြင်ခဲ့လေကျမဒီကရင်ဘေးတစ်တာထဲမှာမျက်နှာတုပ်ပေါ်ကိုအလင်းထုတ်၍သပင်များကိုတုပ်ပြနေမိသည်မျက်နှာတုပ်ပေါ်မှာပြေလုံးနဲ့မွေးနေသေးသည်ကဲမောင်ရောက်လာခဲ့ပြီးမောင်ဤဘဝကိုရေတုပ်ခက်ရင်ပြေလုံးနဲ့ရှိတော့မှာမဟုတ်တစ်တာထဲနဲ့လုံးထွေးထားခဲ့မှသိကြသည်အေးလေမောင်ဒီကိုဘာအကြောင်းကိစ္စဖြစ်လာမှာလဲအာရှောစိတ်ပြမှုနဲ့ထိကြံဝန်းနေမှုဒီကျမရင်ထဲမှာလည်းကြောင်းအထိစိုးနေလာသည်ဘာပဲဖြစ်ဖြစ်တယောက်တည်းကြံနေတာတော့သိကြပါသည်အဆွေးတရားကိုပြန်၍ရေစိုးမာကိုလဲလိုက်ခါရင်တစုံတစ်ခုလျောနေလို့ခံစားရသည်အခန်းထဲရှိပုံများကိုစင်ကြယ်သွားအောင်အနေငယ်ပြင်မှန်းစွာလဲချင်းသက်ရှင်းလိုက်ရင်မောင်ကိုတန်းသားစိတ်များအနေငယ်ပြေလျော့သွားလိမ့်မည်